Facebook ပေါ်မှာဘာဖြစ်လို့ဆရာကြီးတွေများနေရလဲဆိုတဲ့အကြောင်းတွေးမိရင်ねစရပဲဗျာဒီဗီဒီယိုကကျွန်တော်ပြောတာကိုအားလုံးလည်းအနေနဲ့များတော့ကြုံမှုရမယ်ထင်ပါတယ် Facebook မှာဆရာကြီးတွေများတယ်ပေါ့နော်နေ့စဉ်ဘဝကကိစ္စတစ်ခုကိုဓာတ်ပုံရိုက်ဗီဒီယိုရိုက်ပြီးတော့ post တင်တဲ့ဆရာကြီးတွေဒါမှမဟုတ်လည်းသူများတွေရဲ့ post အောင်မှာ comment like မှတ်ပြီးတော့ဆရာလုပ်တတ်တဲ့ဆရာကြီးတွေသူများတွေရဲ့ post ကို share ပြီးတော့၎င်း screenshot ရိုက်ပြီးတော့၎င်းဆရာလုပ်တတ်တဲ့ဆရာကြီးတွေလူပြောများနေတဲ့ကိစ္စတိုင်း trend ဖြစ်နေတဲ့ကိစ္စတိုင်းကိုဆရာလုပ်တဲ့ဆရာကြီးတွေဘာဖြစ်လို့လူတွေ Facebook ပေါ်မှာဆရာလုပ်ကြလဲဆိုတော့တွေးမိတာအနေစားပဲကျန်တာဆက်မပြောခင်အခုဒီဗီဒီယိုဘာဖြစ်လို့အငွေ့ episode 1လို့နာမည်ပေးထားလဲဆိုတော့ပြောရမယ်ဆိုရင်အရေးမြအဖတ်မြတွေပြောမှာအရေးလည်းမြအဖတ်လည်းမြဆိုတော့အငွေ့ပေါ့လေလက်ဖက်ဆိုင်မှာဘီယာဆိုင်မှာထိုင်နဲ့ပြောလိုမျိုးပြောဝီရတာပေါ့စာသင်ခန်းရှိမှထွက်ပြီးပြောရမျိုးမဟုတ်ဘူးစင်မော်တက်ပြီးပြောရစကားမျိုးမဟုတ်ဘူးရန်ကုန်မှာတော့တူတူလက်ဖက်ဆိုင်ထိုင်နဲ့ဘီယာဆိုင်ထိုင်နေတဲ့ပေါ်ရာတွေကိုလည်းသတိရပါတယ်စကားပြန်ဆက်မယ်ဘာဖြစ်လို့ Facebook ပေါ်မှာဆရာကြီးတွေများတာလဲဒါကြီးကတကယ်ဖြစ်ပျက်နေတဲ့ phenomenon တစ်ခုလားကျွန်တော်စိတ်ထဲမှာပဲထင်နေရလားပေါ့ရှေ့မှာပြောခဲ့သလိုပဲဒါလက်ဖက်ဆိုင်မှာထိုင်ပြောသလိုဘီယာဆိုင်မှာထိုင်ပြောသလိုပြောမှာပေါ့နော်အခုတော့ဒါလက်ဖက်တစ်ခွက်ဖြောပြီးတော့တောင်းရင်းပြောမလို့အဲ့တော့ Facebook ပေါ်ကဆရာကြီးတွေအကြောင်းပြောမယ်ဆိုရင်အရင်ဆုံးဒီ Facebook ပေါ်မှာလူတွေအများကြီးရောက်နေတဲ့အကြောင်းအရင်ဆုံးစပြောအောင်ပါပေါ့နော်ဘာလို့ Facebook ပေါ်မှာဒီတနိုင်ငံလုံးနီးနီးရောက်နေရလဲဆိုကျွန်တော်ထင်တာပေါ့နော်ကျွန်တော်နိုင်ငံမှာနိုင်ငံငွေစည်းဝယ်ကအရင်ဖောင်းပွားနေတယ်ကျွန်တော်နိုင်ငံမှာဒေါ်လာ1500ဆိုသူများနိုင်ငံမှာတစ်ချက်ဟုတ်လားကျွန်တော်ထင်တာပေါ့နော် Facebook ပေါ်မှာတနိုင်ငံလုံးရောက်နေရဆိုရက်အကြောင်းရင်းအချက်၄ချက်ရှိတယ်အဲ့၄ချက်ကတော့နံပါတ်1 1500 SIM card နံပါတ်2 3G internet နံပါတ်3 smartphone နံပါတ်4 Facebook app ဒီ၄ခုတပြိုင်နက်တည်းစုံသွားလို့ကျွန်တော်တနိုင်ငံလုံးကြီးမှာ Facebook ပေါ်ရောက်နေတာပေါ့ဟိုးရင်တော့ SIM card တစ်ခါကို350ဆိုတဲ့အချိန်လေးရှိခဲ့ဦးတယ်တဖြည်းဖြည်းနဲ့ SIM card စီကျလာတယ်2010 17လောက်မှာတကယ်ကြောင်သူ9သိန်းဖုန်းဝယ်ထားတယ်ဆိုတော့ပြောတော့မှတ်မိရပေါ့နော်ဦးသိန်းစိန်လက်ထက်2013 ဂျွန်လမှာတယ်လီနောနဲ့ Ooredoo ဟာတင်တာအောင်သွားတယ်2014 August နဲ့ September ရောက်အောင်သူတို့က SIM card တစ်ခါကို1500ဆိုပြီးစာရောင်းနေပြီအဲ့တော့ SIM card ဆိုတာဒါ handphone နဲ့ထည့်တာလေဖုန်းပြောလို့ရတယ် message ပို့လို့ရတယ်ဒါပေမဲ့2014မှာကျွန်တော်စီက SIM card တွေက 3G internet ပါရနေပြီပြီးတော့အဲ့ချိန်မှာဈေးကွက်ထဲမှာရှိနေတဲ့ဖုန်းတွေကလည်းရိုးရိုး keypad ဖုန်းတွေမဟုတ်တော့ smartphone တွေဖြစ်ကုန်ပြီပို့လို့ရတဲ့မှန်တဲ့ဒီ touch screen ပါတဲ့ smartphone တွေပေါ့နော်မူလဟောင်း iPhone อ่ะဗျာ2009မှာတော့စပြီးတော့သူတို့မိတ်ဆက်ခဲ့တာ2013လောက်တော့ဘယ်ဖုန်းတွေထွက်နေပြီလဲဆိုတော့ပြန်ရှာကြည့်ရင် iPhone 5s Samsung Galaxy S4 Note 3 Xiaomi Mi 3 Mi 2s ဒါတွေကိုတွေ့တယ် hardware ဘိုင်းကအဲ့လောက်ဖြစ်နေတဲ့အချိန်မှာကျွန်တော်ဒီ software ဘိုင်းကဘယ်လောက်ရနေပြီလဲပေါ့2004-2005မှာတော့ Facebook စပေါ်လာတယ်ဒါပေမဲ့အဲ့တုန်းက app အနေနဲ့မဟုတ်သေးဘူး website အနေနဲ့ပဲရှိသေးတယ်2008ကျတော့ Facebook app ကApple Store ကိုရောက်သွားတယ်2010မှာ Android app ပထမဆုံးစပေါ်လာပြီ2012လဲကြာအောင် Facebook က Instagram ကိုလည်းဝယ်တယ်အမေရိကမှာလည်းဒီ Nasdaq Stock Exchange ပေါ်ရောက်သွားပြီ Facebook share တွေဝယ်လို့ရောင်းလို့ရနေပြီ Facebook ကိုပုံမှန်သုံးနေတဲ့လူအရေအတွက်ကလည်းတန်းတစ်ထောင်ကျော်သွားပြီ2014မှာကျတော့ Facebook က WhatsApp ကိုပါဝယ်လိုက်တယ် Facebook ကခြေလမ်းနေစိတ်လာပြီဗျာအဲ့ဒီချိန်မှာမြန်မာပြည်မှာ SIM card တွေကို1500နဲ့ဝယ်လို့ရပါတယ်အခုဒီ graph ကိုပဲကြည့်ကြည့်ပါနိုင်ငံလူကြီးရဲ့ဘယ်လောက်ရခိုင်တော့ mobile phone တွေကိုလက်လန်းမိလဲဆိုတော့ပြထားတဲ့ graph ပေါ့နော်ဒီမှာ၄နိုင်ငံကိုရှင်းပြထားတယ်မြန်မာအိန္ဒိယတရုတ်နဲ့အမေရိကအနီရောင်ဘာရန်က2006တုန်းကနိုင်ငံလူကြီးရဲ့ဘယ်လောက်ရခိုင်တော့ mobile phone တွေရှိခဲ့လဲဆိုတော့အနက်ရောင်ကကြတော့2013မှာအပြားကြတော့2016မှာ2006ခုနှစ်မှာမြန်မာနိုင်ငံရဲ့လူကြီး900လောက်မပြည့်ဘူး handphone ရှိတဲ့လူက2013မှာတော့10%မကျော်ပါဘူး15%မရောက်သေးဘူးဒါပေမဲ့2016လဲကြာအောင်နိုင်ငံလူကြီးရဲ့90%မှာ mobile phone တွေရှိနေပြီကျွန်တော်နိုင်ငံတွေလည်း mobile phone ရှိတဲ့လူကြီးရာခိုင်နှုန်းကတိုးတော့တိုးပါပဲဒါပေမဲ့မြန်မာပြည်မှာတော့ပြုံးစားကြီးထိုးတက်သွားဆိုတာမျိုးမရှိခဲ့ဘူးမြန်မာနိုင်ငံမှာဒါနေချင်းညချင်းပြောင်းလဲသွားတဲ့ကိစ္စပေါ့နော် SIM card ရပြီဆိုရင်
ဘာလုပ်မလဲ handphone ဝယ်မယ် handphone ကလည်းအဲ့ဒီအချိန်မှာဈေးကွက်ထဲမှာရှိတာ keypad phone တွေပဲမဟုတ်တော့ smartphone ဖြစ်နေပြီ smartphone မှာဒါ iPhone 5 iPhone 6အချိန်လောက်ဖြစ်နေပြီဒီလိုဈေးကြီးရဲ့ smartphone တွေကိုမတက်နိုင်သေးဘူးဆိုလဲသူ့ထပ်ပိုဈေးသက်သာတဲ့ smartphone model တွေ brand တွေအပြိုင်ဆိုင်ရှိနေပြီ 3G internet ကနေရတဲ့ mobile data နဲ့လည်း internet သုံးလို့ရနေပြီဒီကမ္ဘာလုံးမှာလည်း Facebook က company တစ်ခုအနေနဲ့အောင် social media platform တစ်ခုအနေနဲ့အောင်နာမည်ကြီးနေပြီဒီလိုနဲ့ mobile internet သုံးလို့ရသွားတဲ့အချိန်မှာအားလုံးက Facebook ပေါ်ရောက်လာကြတယ်80 90ခုနှစ်တည်းတော့အာရှရုပ်ရှင်တွေကိုပြန်ကြည့်ရဆိုရင်ဒါမှမဟုတ်လေအဲ့ခက်ကိုပြန်ရိုက်ထားတဲ့ရုပ်ရှင်တွေပေါ့ပြန်ကြည့်ရဆိုရင် pager တို့ beeper တို့ခေါ်တဲ့ပစ္စည်းလေးပါနေတာသတိထားမိလိမ့်မယ်ဟိုဟောင်ကောင်ကားတွေဖြစ်ဖြစ်ကိုရီးယားကားတွေဖြစ်ဖြစ်ပေါ့နော်အဲ့ရုပ်ရှင်တွေကြည့်တော့ဆိုစသဖြင့်မှာဒီ pager တို့ beeper တို့ဆိုတာဘာမှမသိဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့တက်လုံးမှာလည်းအဲ့အမျိုးကမြင်မှုခဲ့တာမဟုတ်ဘူးမြန်မာဝတ္ထုတွေရုပ်ရှင်တွေမှာလည်းမကြားဘူးလူကြီးမိဘတွေအိမ်ကြောင်ပြောရမျိုးလဲကြောက်မကြဘူးအဲ့မှာပေးကြဆိုတာဘာမှမသိဆိုလိုတာကနီးပညာတော့သူ့တစ်စင်ဖွင့်ပြလာတာပဲဒါပေမဲ့ဒီနိုင်ငံရေးစီးပွားရေးလူမှုရေးအခြေအနေတွေကြောင့်လူဖွဲ့စည်းတိုင်းကနီးပညာတွေကိုလို့အမြင်မြောင်အတိုင်းရယူစားသုံးလို့ရတာမဟုတ်ဘူးဗျာဒီနိုင်ငံရေးစီးပွားရေးလူမှုရေးအခြေအနေကြောင့်တစ်ခါတလေမှာတချို့နီးပညာဖွံ့ဖြိုးမှုတွေကိုမမီလိုက်ဘူးကြော်သွားတယ်လက်လန်းလည်းမီပြီဆိုတဲ့အချိန်ကျအောင်အဲ့နီးပညာဟာမထွန်းကားတော့မတွင်ကျဲတော့ဟိုကျွန်တော်တို့စီမှာ pager တွေ beeper တွေခက်ကိုမရှိခဲ့သလိုမျိုးအဲ့တော့ sim card တွေကိုလူတိုင်းဒီပါတက်နိုင်တဲ့1500နဲ့လွယ်ကူကူကြိုက်တော့ဝယ်လို့ရတဲ့အချိန်က2014ဖြစ်နေခဲ့တာလေကျွန်တော်တနိုင်ငံလုံး Facebook ပေါ်ရောက်သွားသေးတဲ့အချက်ပဲဆိုလိုတာက sim card တွေကို1500လောက်နဲ့ကြိုက်တော့ဝယ်လို့ရတဲ့အချိန်ကဟိုမှာ2004ခုနှစ်ဖြစ်နေခဲ့တော့၎င်း2009ဖြစ်နေခဲ့တော့၎င်းကျွန်တော်တနိုင်ငံလုံးက Facebook ပေါ်အခုသုံးကြမှာသုံးမယ်မြန်မာလူဖွဲ့စည်းရဲ့ internet သုံးပုံနည်းကနောက်တခြား direction တစ်မျိုးစီလည်းရောက်သွားနိုင်တယ်ကျွန်တော်တို့စီမှာလူအများစုက internet ကိုစပြီးထိတွေ့ရဆိုတာက Yahoo မဟုတ် Google မဟုတ် Hotmail တို့ MSN တို့လည်းမဟုတ် Gtalk လည်းမဟုတ် Facebook မှာ Facebook website မဟုတ် Facebook app ကိုအစရရလည်း internet သုံးနေရလို့ရှိတယ်ဒါပေမဲ့အဲ့ဒါနိုင်ငံလူကြီးရဲ့အများစုမဟုတ်ခဲ့ဘူးဒီ80ရာခိုင်နှုန်း90ရာခိုင်နှုန်းမဟုတ်ခဲ့ဘူးခြုံပြောရရင်2014မှာမြန်မာတနိုင်ငံလုံးကဒီ1500 sim card တွေကြောင့် web 1.0 ကျော်ပြီးတော့ web 2.0 တန်းရောက်သွားတယ်ဒီ web 1.0 web 2.0 ဆိုတာတွေကတော့ခေတ်ဆက်ဆက် internet ဖွံ့ဖြိုးတိုးတက်တဲ့အကြောင်းပြောတဲ့နေရာမှာဒါသုံးတဲ့စကားလုံးတွေပေါ့နော်တချို့ကကြတော့လေဒီ web 1.0 web 2.0 ဆိုတဲ့စကားလုံးတွေကိုဝေဖန်ကြရလို့ရှိရဲ့ internet သမိုင်းကြောင်ပြောတဲ့နေရာမှာတိတိကျကျပြောလို့မရတဲ့အရာတွေပေါ့နော်ဘယ်နေရာမှာ web 1.0 ဆုံးပြီးဘယ်နေရာမှာ web 2.0 စတယ်ဒီလိုမျိုးတွေတိတိကျကျပြောလို့မရဘူးပေါ့နော်အကျဉ်းနဲ့အားဖြင့်ပြောရရင်တော့ web 1.0 ဆိုတာကဒီသတင်းချက်လက်ဆက်သွယ်မှုတွေကတလန်သွားတယ် one way တွေပေါ့နော်ဆိုလိုတဲ့သဘောက web 1.0 မှာသတင်းချက်လက်ကိုထုတ်လွှင့်တဲ့သူရှိမယ်အဲ့သတင်းချက်လက်ကိုရယူကြည့်ရှုတဲ့သူရှိမယ်အဲ့သတင်းချက်လက်ကိုရယူကြည့်ရှုတဲ့သူကသူရတဲ့သတင်းချက်လက်ပေါ်မူတည်ပြီးတော့ပြန်တုံ့ပြန်ဖို့လို့မှတ်ချက်ပေးဖို့လို့ remix လုပ်ဖို့ဆိုတာတိတ်လွယ်မနေဘူးကြည့်ရှုသူတယောက်ကနေထုတ်လွှင့်သူတယောက်ဖြစ်လာလို့ဆိုတာလေဒါတိတ်မလွယ်ဘူး website တစ်ခုထောင်ရဆိုတာဒါ blog တစ်ခုဖွင့်ရတော့ Facebook account တစ်ခုဖွင့်ရတော့လွယ်မနေဘူးဟိုအခုတော့မလွယ်အရင်တော့ပုံမလွယ်ဘူးပေါ့နော်ဒါပေမဲ့ web 2.0 မှာကြတော့အချက်လက်စီစဉ်မှုကနှစ်လမ်းသွား two way လို့တော့ပြောလို့မရတော့ multi way ဖြစ်သွားပြီလမ်းတွေကအများကြီးပဲ web 2.0 မှာလည်းအချက်လက်ကိုထုံလွှင့်တဲ့သူရှိမယ်ရယူကြည့်ရှုတဲ့သူလည်းရှိမယ်ဒါပေမဲ့ရယူကြည့်ရှုတဲ့သူကသူရတဲ့အချက်လက်ပေါ်မူတည်ပြီးတော့တုံ့ပြန်မှုလို့အဲ့ဒီအချက်လက်ကိုမှတ်ချက်ပေးဖို့လို့ remix ပြန်လုပ်ဖို့တော့အရန်လွယ်သွားပြီရယူကြည့်ရှုတဲ့သူအဆင့်ကနေထုံလွှင့်သူအဆင့်ရောက်ဖို့ဆိုတာလည်းအရန်လွယ်သွားပြီဘယ်လိုလဲဆိုအခုကျွန်တော်တို့ဒီ Facebook account တစ်ခုဖွင့်ဖို့ YouTube account တစ်ခုဖွင့်ဖို့လွယ်လို့မျိုးပေါ့နော်ဒီ clip လေး5ချက်လောက်နှိပ်ပြီးရင်ကိုကြိုက်တဲ့အကြောင်းကို
တကဘာလုံးသိအောင်တနိုင်ငံလုံးသိအောင်ပြောလို့ရတယ် web 1.0 အကြောင်းကိုခုနကပြောတဲ့နေရာမှာတစ်ခုနဲ့တူနေတာကိုသတိထားမိမလားမသိဘူး။ဘာနဲ့တူလဲဆိုတော့ web 1.0 ကအစင်လာမီဒီယာသတင်းစာ channel magazine စာနယ်ဇင်း radio တွေ TV တွေနဲ့တော်တူပါတယ်။ဆိုတော့က TV ပဲကြည့်ကြည့် radio ပဲနားထောင်စာနယ်ဇင်းပဲဖတ်အဲ့မှာပါတဲ့အကြောင်းအရာတွေကိုခင်ဗျားအနေနဲ့မှတ်ချက်တစ်ခုပေးခြင်းတစ်ခုတုံ့ပြန်ခြင်းအမှန်ဖြစ်တိတ်မလွယ်ဘူးအိမ်မှာရက်ွက်ထဲမှာလက်ဖက်ဆိုင်မှာအရက်ဆိုင်မှာဒါပြောလို့ရတယ်တုံ့ပြန်လို့ရတယ်ဒါပေမဲ့ခင်ဗျားတုံ့ပြန်လို့ရတဲ့ဖောင်ကသေးရကျင်းတယ်တနိုင်ငံလုံးတစ်ကမ္ဘာလုံးမြင်အောင်ကြောင်းတုံ့ပြန်လို့မလွယ်ဘူးပြီးတော့အချက်လက်ရယူသူကနေအချက်လက်ထုတ်လွှင့်သူဖြစ်ချင်လဲထင်တော့မလွယ်ဘူး TV channel ပဲလွှင့် radio ပဲလွှင့်စာနယ်ဇင်းပဲထုတ်ယူရတဲ့ license တွေ permit တွေရှိမယ်ပတ်စံရင်းနှီးရတာမျိုးတွေရှိမယ်စက်ပစ္စည်းတွေဝန်ထမ်းစရိတ်တွေဒါတွေရှိမယ်ဒါတွေကိုအင်္ဂလိပ်လိုဆိုရင်တော့ barriers to entry လို့ပြောကြတဲ့ဟာမျိုးပေါ့နော်ဒီလုပ်ငန်းထဲဝင်မှုအတွက်ရှိနေတဲ့အတားအဆီးပေါ့ဒီအစင်လာမီဒီယာမှာဒီ barriers to entry ကအရင်မြင်တယ်ပြီးတော့ခင်ဗျားကဒါလုပ်ငန်းတစ်ခုလုံးစကြတာမဟုတ်ဘူးဒီအကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးပဲပြောခြင်းဝင်ဆွေးနွေးခြင်းအောင်ပဲဆိုရင်တော့ခင်ဗျားဆွေးနွေးကြတိုင်းဆွေးနွေးလို့မရဘူးဥပမာ magazine တစ်ပုဒ်မှာခင်ဗျားစာမှုထည့်ခြင်းလဲဆိုတော့ခင်ဗျားစာမှုထည့်ခြင်းတိုင်းထည့်လို့မရဘူးအဲ့ magazine ရဲ့ editor သဘောတူမှခွင့်ပြုမှစာမှုထည့်လို့ရမယ်ဒီနေရာမှာအဲ့ magazine editor ကို gatekeeper လို့ခေါ်မယ်တကားဆောင် gate ဆောင် gate move ဆိုတဲ့သဘောမျိုးပေါ့နော်ဆိုလိုတာကသူတို့ခွင့်ပြုမှသူတို့ခင်ဗျားကိုပေးဖြတ်မှခင်ဗျားအဲ့ TV channel ပေါ့အဲ့ radio line ပေါ့ခင်ဗျားရဲ့ရှုတော့ထုတ်လွှင့်လို့ရမယ်ပြီးတော့ဒီစာပေစည်းစိမ်ရေးတို့စင်ဆာတို့ရှိရဲ့နေရာမျိုးမှာဆိုရင်တော့လေဒီစည်းစိမ်ရေးတို့စင်ဆာတို့ကနောက်ထပ် gatekeeper တခုပေါ့နော် editor ကသဘောတူရင်တော့စည်းစိမ်ရေးကခင်ဗျားကိုပေးမဖြတ်ရင်ခင်ဗျားဖြတ်လို့မရဘူး web 2.0 အထူးသဖြင့် Facebook တို့ YouTube တို့က barriers to entry အရန်နေတယ်ခင်ဗျားတခုပြောခြင်းအချက်လက်တစ်ခုထုတ်လွှင့်ရင်ခင်ဗျားဘာမှမလုပ် device တစ်ခုလိုမယ် SIM card ဖြစ်ဖြစ် internet connection ဖြစ်ဖြစ်တစ်ခုလိုမယ်ပြင်ဒီ Facebook account တို့ YouTube channel တို့ဆိုတာလဲ free ဖွင့်လို့ရတယ်ကိုတင်လိုက်တဲ့အချက်လက်ကိုထုတ်လွှင့်လိုက်တဲ့အချက်လက်ကိုလူလက်ခံတော့လူစိတ်ဝင်စားတော့တကဘာလုံးရှိတနိုင်ငံလုံးရှိကိုပို့လို့ရတယ်လူလက်မခံလို့လူပြောစရာဖြစ်နေရဆိုရင်တော့အဲ့ဒါလဲတကဘာလုံးရှိကိုရောက်သွားနိုင်တယ်နေပညာတစ်ခု platform တစ်ခုဆိုတာရှိရင်တော့လူတွေကသုံးကြတာပဲဒါကတော့ Facebook မှာမဟုတ်ဘာမဆိုပေါ့နော်ဒီလိုမျိုးsocial media ဟောမှာမဟုတ်ဘာမဆိုပေါ့ပြီးတော့ဒီမြန်မာနိုင်ငံမှာမှလည်းမဟုတ်တကဘာလုံးမှာလည်းအဲ့တိုင်းပဲဒါပေမဲ့ကျန်တဲ့နိုင်ငံတွေနဲ့ကျွန်တော်တို့နဲ့မတူတာတခုရှိရလို့ကျွန်တော်ထင်တာပေါ့နော်ကျွန်တော်ဒီမှာပြောစရာကိစ္စတွေဆွေးနွေးစရာကိစ္စတွေအများကြီးကျန်နေသေးတယ်သူများနိုင်ငံတွေမှာဆွေးနွေးပြီးရတာနှစ်ပေါင်း10ချီနေမယ်ကျွန်တော်နိုင်ငံအခုမှအဲ့ကိစ္စကိုစပြီးတော့ဆွေးနွေးနေတော့မှရှိသေးတယ်ဒါကဘာလို့လဲဆိုတော့ကျွန်တော်နိုင်ငံမှာဖွံ့ဖြိုးမှုကတန့်သွားတယ်ပေါ့နော်လွတ်လပ်စွာရေးသားပြောဆိုခွင့်ပုံနှိပ်ဖော်ပြခွင့်ထုတ်ဝေဖြန့်ချီခွင့်စုဖွဲ့ခွင့်မရှိရတာ250ကျော်60လောက်ကြာသွားလို့ဒီအစစအဲ့ကျွန်တော်ခက်နောက်ကြနေသေးရပေါ့နော် handphone တို့ smartphone တို့ 3G internet တို့ mobile data တို့လို့ဒီစက်သွယ်ရေးနည်းပညာတွေကကျွန်တော်တို့ရောက်လာဖို့တော်တော်ကြာသွားတယ်အခုမှကျွန်တော်ကဒီနည်းပညာတွေကိုလန်းနေအချိန်မှာကျွန်တော်တို့ပြောစရာတွေဆွေးနွေးစရာတွေအများကြီးကျန်နေတယ်ဒီနေရာမှာကြုံလို့စာရေးဆရာခပြဆရာမောင်သားနိုးရဲ့ထင်ရှုပင်ရဲ့စာအုပ်ထဲကအမှားလာရဲ့စိတ်တပိုင်းကိုကျွန်တော်ဖတ်ပြကြပါတယ်ကျွန်တော်တို့တိုင်းပြည်အပတ်ကခင်တောက်ကြခဲ့ရခြင်းအကြောင်းဆန်းစစ်ကြည့်ရင်အဓိကအကြောင်းရင်းကအထီးကျန်ခြင်းအဆက်ပြတ်ခြင်းဆိုတာကိုတွေ့ရပါလိမ့်မယ်သူများတကာတွေကြောက်တိုင်ကြောက်လုံးကြီးတွေနဲ့နန်းတော်ကြီးတွေဖျားချောင်းကြီးတွေတိဆောက်နေကြချိန်မှာကျွန်တော်တို့ကတစ်ကလေးဝါးကလေးနဲ့တစ်ခတ်တဲနဲ့အပြိုင်ဆောက်ကြတော့မယ်သူများတကာတွေရင်နှွေးငွေကိုကာကြိုးတစားဆင်ပြီးဆက်ကြီးတွေရင်ညွေးတွေမောင်းနေလာနေချိန်မှာလဲကျွန်တော်တို့ကcloud ကလေးရဲ့ဒူရိုးတောင်အောင်ပဲသူများတကာတွေကပစ္စည်းမဲ့လူရန်သားမှာဘာမှဆုံးရှုံးစရာမရှိဘူး။နှောင်ကြိုးပဲဆုံးရှုံးစရာရှိတယ်လို့ကဘာတော့ဟစ်ကြွေးလိုက်တဲ့အချိန်မှာလဲကျွန်တော်တို့ကတော့စိန်ချူးရဲ့ကြာညောင်ကောင်းတော့မယ်။ဆိုင်းဆရာကပြဆရာမောင်လာတို့1968ခရဲရေးခဲ့တဲ့ဟာပါ။အဲ့ဒီကသူကခင်နောက်ချနေခဲ့ဆိုတော့လမ်းပြောနေတယ်။
ရေသစ်ခင်မှာလည်းခင်းအောင်ကြနေရပေါ့နော်ခင်းအောင်ကြနေတဲ့လူဖွဲ့စည်းတစ်ခုအတွက်ကတော့ခစ်ကိုအမိလိုက်ရတဲ့ချိန်မှာပြောစရာတွေကသူများတွေကပြောလို့ပြီးသွားတယ်ဒါပေမဲ့ကျွန်တော်တို့ကအခုမှအဲ့ဒီအကြောင်းစပြောနေရတာခင်းအောင်ကြနေတာဟောဒီလွတ်လပ်စွာရေးသားပြောဆိုမှုမရခဲ့တာကြောင့်ကျွန်တော်တို့အခုမှအဲ့ကိစ္စတွေကိုစပြီးတော့ဆွေးနွေးနေရတာဒီလွတ်လပ်စွာရေးသားပြောဆိုခွင့်ဆိုတာလည်းဒါသတင်းမီဒီယာတွေအရင်မှာဆိုင်လာမဟုတ်ဝတ္ထုကဗျာရုပ်ရှင်တချင်းစာသားဒါတွေနဲ့လည်းဆိုင်တဲ့ကိစ္စတွေပေါ့နော်အဲ့ဒီခံဖြတ်ဆိုရက်ဒီရုပ်ရှင်တို့လေးကိုကြည့်ပြရတဲ့သူရှိလိမ့်မယ်ဒီအဲ့ဒီခံဖြတ်ထဲမှာဆိုရင်လည်းရုပ်ရှင်စင်စာကြောင့်ဒါလွတ်လပ်လပ်ဖန်တီးခွင့်မရဘူးဆိုရက်အခြေအနေမျိုးမြင်ရတာပေါ့နော်ကျွန်တော်ထင်တာကတော့အဲ့လိုမျိုးစာပေစည်းစိမ်ရေးတို့ရုပ်ရှင်စင်စာတို့ဖြတ်သန်းပြီးမှထွက်လာတဲ့လက်ရာတွေပစ္စည်းတွေကကျွန်တော်တို့ကောင်းကောင်းအရာမပြည့်သေးဘူးဘာလို့မှမသိလို့နေအဲ့လိုနေရဆိုတာလည်းဒီစင်ဆာမှာစီးစိမ်မှာညှိပြီးတော့ကျန်ခဲ့တဲ့ဟာတွေရောစင်ဆာနဲ့ညှိမယ်စီးစိမ်နဲ့ညှိမယ်အဲ့ဒါကြောင့်ထဲ့ဖို့မရေတော့ပါဘူးဆိုပြီးတော့ဖန်တီးရတဲ့လူတွေကခြံကိုခြံလာခဲ့တဲ့အရာတွေရောအဲ့ဒါကြောင့်ကျွန်တော်တို့ကတခုကိုငတ်မွနေတယ်မသိသေးတဲ့မှာစာလောင်ငတ်မွမှုတစ်ခုရှိနေတယ်မြန်မာပြည်က web 2.0 ပေါ်ရောက်သွားတယ်အဲ့ချိန်မှာလဲကျွန်တော်တို့တွေက content ကိုငတ်မွနေကြတယ်အစင်လာမီဒီယာကလည်းအချိန်မရသေးဘူးအသက်ရလာတဲ့လွတ်လပ်စွာပြောဆိုရေးသားဝင်ဘယ်လိုကင်တွယ်အောင်လဲဆိုတော့သူတို့ကအခုမှအသားကြောင်ကြိုးစားနေအောင်မရှိသေးတယ်တချို့အစင်လာမီဒီယာတွေကလည်းလွတ်လပ်ခွင့်မရှိသေးဘူးစာပေမှာသာစီစစ်ရေးရမရှိတော့မယ်ဒါပေမဲ့ရုပ်ရှင်ကတော့စင်စာကိုဖြတ်တန်းနေရတော့မယ်ပေါ့နော်တစ်ချိန်တည်းမှာပဲလေဒီကျွန်တော်တို့တွေလည်းအခုမှအသက်ရလာတဲ့နည်းပညာတွေလွတ်လပ်ခွင့်တွေကိုသုံးပြီးတော့ပြောစရာတွေအများကြီးဖြစ်နေတယ်ဘာမှပြောဆိုဆွေးနွေးခွင့်မရပဲနှစ်ပေါင်း90လောက်ကြာသွားတာကြောင့်ကျွန်တော်တို့ကဂျောင်းထဲထည့်ထားတဲ့ရှင်းစရာကိစ္စတွေအများကြီးတော်မန်ဂျယ်ရီထဲမှာအမိုက်တွေကိုကော်သွားကိုလှဲထည့်ထားဆိုမျိုးခဏဂျောင်းထိုးထားတဲ့ကိစ္စတွေအဲ့ဒါတွေကိုအခုမှကျွန်တော်တို့ကလွတ်လပ်စွာပြောဆိုခွင့်နဲ့အခုမှစပြီးပြန်ကင်တွယ်ရတဲ့အခြေအနေမျိုးဖြစ်တယ်ဒီလိုကိစ္စတွေကကြတော့ဒီလွတ်လပ်စွာပြောဆိုခွင့်မရခဲ့တဲ့အကြောင်းမပြောသေးပဲထားခဲ့ရတဲ့ဟာမျိုးတွေမှနိုင်ငံကိစ္စတွေဆိုတော့တချို့ဟာတွေကြတော့ကျွန်တော်တို့ကအရာရာခက်နှောင့်ကြနေရတဲ့အတွက်ကြောင့်အခုမှထပြောနေရတဲ့အရာတွေဟိုသူများတွေကဒီကိစ္စတွေကိုပြောပြီးနှစ်ပေါင်း10နဲ့ချီကြာသွားလို့ဟိုမူဝါဒတွေပါနေဖြစ်နေပြီကျွန်တော်တို့ကအခုမှဒီကိစ္စကိုစပြီးတော့ဆွေးနွေးနေရတော့ဟိုမှာလိန်အလုတ်ကဒါတရားဝင်ခွင့်ပြုတဲ့မခွင့်ပြုတဲ့ညဉ့်ညမ်းစာပေညဉ့်ညမ်းရုပ်ရှင်ကတရားဝင်ရှိတဲ့မရှိတဲ့ဒီလိုကိစ္စမျိုးတွေပေါ့နော်တချို့ကိစ္စတွေကကြတော့လေဒီခက်နှောင်ကြခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေကြောင့်ဖြစ်လာတဲ့ကိစ္စတွေဇော်ဂျီနဲ့ Unicode ပြဿနာမျိုးလိုတွေပေါ့ကျွန်တော်2019မှာပဲအဲ့ဒီကိစ္စပြတ်သွားတယ်ဒါပေမဲ့တချို့ပြောစရာကိစ္စတွေကြောင့်လဲကျွန်တော်တို့ကကဘာနဲ့ဟိုတကယ်အမီလိုက်နေတဲ့ကိစ္စတွေလည်းရှိတယ်ဥပမာအနုပညာမှာ AI ကိုသုံးတယ်မသုံးတယ်ဆိုတာပေါ့အခုတကဘာလုံးမှာလည်းဒီအကြောင်းကဆွေးနွေးခြင်းခုံနေရတယ်ကျွန်တော်တို့ဒီမှာလည်းဆွေးနွေးခြင်းခုံနေရတယ်ကျန်တဲ့နိုင်ငံတွေထက်ကျွန်တော်တို့ကပို့ပြီးတော့လည်းပြဿနာတွေများတယ်ပြီးတော့အမီလိုက်ဆရာတွေလည်းများတယ်အမီလိုက်နေရတဲ့ကိစ္စတွေကကျွန်တော်တို့ကအခုမှပေါင်းပြီးပြောနေရတယ်ဒါကFacebook မှာဆရာကြီးတွေများနေတဲ့အကြောင်းရင်းတစ်ခုလို့ကျွန်တော်ထင်တယ်။နောက်တစ်ခုကကျတော့အစင်လာမီဒီယာတိတ်မဖွံ့ဖြိုးသေးတဲ့အတွက်ကျွန်တော်ကအစင်လာမီဒီယာပြောရမယ့်ကိစ္စတွေကိုပါကင်တွယ်ရမယ့်ကိစ္စတွေကိုပါကျွန်တော်တို့ကလိုက်ပြီးတော့ကင်တွယ်နေရတယ်ပေါ့နော်။အစင်လာမီဒီယာမဖွံ့ဖြိုးသေးဘူးဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ဥပမာတစ်ခုပေးရမယ်ဆိုရင်ကျွန်တော်ဒီ82နာရီဂျင်းဆိုတာကိုသွားမြင်တယ်။82နာရီဂျင်းဆိုတာကိုဘာလဲလို့လဲအားလုံးလည်းသိကြမှာထင်ပါတယ်။တကယ်လို့မသေးကြဘူးဆိုရင်လည်း Facebook မှာဖြစ်ဖြစ် Google မှာဖြစ်ဖြစ်ရိုက်ရှာကြည့်ကြပါတွေးမိတာတခုကကျွန်တော်တွေကဘာလို့ဒီ82နာရီချင်းဆိုတာဟုံနိုးနိုးနဲ့ယုံခဲ့ကြရလဲပေါ့နော်ဘာလို့လူတွေကြားမှာအဲ့82နာရီဆိုတဲ့ကိစ္စကြီးကအဲ့လောက်ပြန့်သွားခဲ့ရလဲတခြားနိုင်ငံမှာဒါမျိုးဖြစ်တယ်ဆိုရင်ဥပမာမြေအောင်ကြည့်ရပါတော့အမေရိကလိုနိုင်ငံမျိုးမှာဒီလိုမျိုးအလားတူကိစ္စဖြစ်ခဲ့ရဆိုတော့ New York Times တို့ CNN လို့သတင်းမီဒီယာတွေကနေဒီကိစ္စမဟုတ်ကြောင်းတနည်းနည်းနဲ့ဖြေရှင်းကြနိုင်မယ်လို့ကျွန်တော်ထင်တာပဲဒီ82နာရီဆိုတဲ့ကိစ္စတကယ်မဟုတ်ပါဘူးလို့ထိုင်းရိုက်ပြောတာမဟုတ်ရင်တောင်တွဲဝိုင်းသောနီးနေပေါ့နော်
ဒီအခုဖြစ်နေတဲ့ကိစ္စတွေကဘယ်လိုသုံးသပ်လို့ရနိုင်တယ်ပြီးရင်တော့ဘာဆက်ဖြစ်နိုင်တယ်စသဖြင့်အဲ့လိုမျိုးတွဲဝိုင်းသောနည်းနဲ့ဒီ82နိုင်ကိစ္စမမှန်ဘူးဆိုတာကိုလူတွေကိုအသိပေးလို့မရဘူးလားပေါ့နော်ဒါမှမဟုတ်သတင်းမီဒီယာတွေကပြောနေရေးနေသည့်တိုင်အောင်လူတွေကပဲမယုံကြည်ရလို့လားသတင်းမီဒီယာတွေကလာတဲ့သုံးသပ်ချက်တွေထက်ဆိုင်ဒီလူတဦးချင်းစီကတင်တဲ့အချက်လက်တွေကိုကျွန်တော်တို့တွေကပဲပိုယုံခဲ့ကြလို့လားအကြောင်းရှာရမယ်ဆိုရင်တော့ဒါသတင်းမီဒီယာမဖွင့်ပြခဲ့လို့သတင်းမီဒီယာကြီးမှုမထွန်းကားခဲ့လို့ပဲပြောရမယ်ထင်တယ်ဒါကလည်းသတင်းမီဒီယာလုပ်လို့တဲ့လူတွေပိုင်ရှင်တွေကိုဒါအပြစ်တင်တာရှုံချတာမျိုးမဟုတ်ဘူးမြန်မာနိုင်ငံရဲ့ GDP per capita ကမ္ဘာအဆင့်165မှာလူသားဖွံ့ဖြိုးမှုအညွှန်းကိန်း Human Development Index ကကမ္ဘာအဆင့်150မှာရှိတယ်အဲ့တော့ဒီလိုအခြေအနေမှာရှိနေတဲ့နိုင်ငံတစ်ခုကသတင်းမီဒီယာတွေကဒီအမေရိကလိုမျိုးတခြားနိုင်ငံတွေကသတင်းမီဒီယာတွေလောက်မမြဲအောင်ကောင်းလားမဖွင့်ပြအောင်ကောင်းလားဆိုပြီးတော့အပြစ်တင်နေလဲဒါ fair မဖြစ်ဘူးပေါ့နော်ဒီ82နာရီကိစ္စစိတ်သက်စစ်စင်ရေး psychological warfare ဖြစ်နေအောင်တော့ဒါကိုဓမ္မတိထန်ကြကြတံပြန်နိုင်တဲ့သတင်းမီဒီယာတွေမရှိလို့အဲ့ကိစ္စကိုလူတွေကြားထဲမှာပြန့်သွားခဲ့ရတယ်လူတွေကဟုံနုံနဲ့ထင်ခဲ့ကြတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီသတင်းမီဒီယာတွေမဖွင့်ပြခဲ့တာသတင်းမီဒီယာကြီးမထွန်းကားခဲ့တော့ဘာကြောင့်လဲလို့မေးအဓိကအကြောင်းရင်းတစ်ခုကတော့ဒါလွတ်လပ်စွာရေးသားပုံနှိပ်ဖြန့်ချိခွင့်မရှိခဲ့လို့ကျွန်တော်ထင်တယ်သတင်းသမားတွေအနေနဲ့လွတ်လပ်အလုပ်လုပ်ခွင့်မရတာနှစ်ပေါင်း90လောက်ကြာပါတယ်စာပေစစ်စစ်ကိုဖျက်သိမ်းလိုက်တာဦးသိန်းစိန်လက်ထက်2012 August မှာအဲ့ဒီတိုင်ခင်အထိဒီအပတ်စဉ်ထုတ်တဲ့ channel တွေကစီစစ်ရေးကိုတင်နေရတယ်ပုံလိကသတင်းစာဆိုတာလည်းမရှိသေးဘူးဂျေးမုံတို့မြမအလင်းတို့ The New Light of Myanmar တို့ပဲရှိတယ်ဒါပေမဲ့စာပေစီစစ်ရေးရပ်သွားပြီးတော့6လကြာ2013 April မှာပုံလိကသတင်းစာပြန်ထွက်လာတယ်လွတ်လပ်စွာပုံနှိပ်ရေးသားဝင်ရလာတာ10နှစ်မပြည့်သေးတဲ့အချိန်မှာဒီမြန်မာပြည်သတင်းမီဒီယာအနေနဲ့82နာရီလို့ကိစ္စမျိုးတံပြန်မလုပ်နိုင်တာမတုံ့ပြန်နိုင်တာတိတ်တော့မဆန်းဘူးလို့တကယ်လို့လားမြန်မာပြည်မှာလွတ်လပ်ရပြီးကြတဲ့လွတ်လပ်စွာရေးသားပြောဆိုထုတ်ဖော်ဝင်ရှိနေတယ်လို့မြင်အောင်ကြည့်ကြည့်ပါလို့စာပေစစ်စစ်ရေးဆိုတာမရှိတဲ့အတွက်မီဒီယာသမားတွေလည်းသူတို့အလုပ်လုပ်ရတာပုံမြန်မယ်သတင်းကိုအချိန်နဲ့တပြေးညီတင်ဆက်နိုင်မယ်သတင်းတွေကလက်တွေ့ဘဝကိုအရှိတိုင်းတင်ဆက်နေဒါလူတွေလည်းအားပေးမယ်ပုဂ္ဂလိကသတင်းစာတွေလည်းပေါ်လာမယ်ပုဂ္ဂလိကရေဒီယိုလိုင်းတွေပုဂ္ဂလိက TV channel တွေလည်းပေါ်လာမယ်ပေါ်လိုင်းမှာပျောက်သွားတဲ့ media brand တွေလည်းရှိမယ်အတင်းဖြင်းတွေကိုဦးစားပေးတဲ့ media တွေလည်းရှိမယ်ဒါပေမဲ့လူအားပေးတဲ့ဒီထိပ်သီး media တွေလည်းရှိလာနိုင်မယ်လုပ်ငန်းလည်ပတ်တာကြာလာတဲ့အများဒီသတင်း media လောကကြီးကပါရှင်းကျက်လာမယ်လူတွေရဲ့ယုံကြည်အားထားမှုကိုတိုင်းတာတစ်ခုတည်းရလာမယ်ဒီမီဒီယာတွေကဒါအစင်လာမီဒီယာတွေဖြစ်တဲ့အတွက် gatekeeper တွေကတော့ဒါရှိနေတော့မယ်လူတိုင်းကတော့သူတို့ပြောချင်တော့ပြောလို့ရအောင်မဟုတ်သေးဘူးအချက်အလက်စီစဉ်မှုကတော့တလန်သွား one way ပဲဖြစ်နေအောင်ပဲဒါပေမဲ့လွတ်လပ်ပွင့်လင်းတဲ့မီဒီယာတကယ်သာဆိုရင်တော့ဒါလူတို့ရဲ့အတန်ကိုလည်းဒီနည်းမဟုတ်တဲ့နည်းအတိုင်းအတာတစ်ခုထိတော့ထင်ဟပ်နေလိမ့်မယ်ပြီးတော့တကယ်လို့မြန်မာပြည်ကဒီနိုင်ငံရေးစီးပွားရေးလူမှုရေးကိစ္စတွေမှာခင်အောင်ကြဂျမ်မနီခဲ့လို့ဆိုတော့နိုင်ငံသားမှာ pager paper တွေတုံးတဲ့အချိန်မှာကျွန်တော်တို့စီကိုလည်း pager paper တွေရောက်လာမယ် handphone တွေအိမ်သုံးကွန်ပျူတာတွေ internet တွေဆိုတာလည်းသူကလိုချိန်တန်ရောက်လာလိမ့်မယ်ပထမဆုံးကတော့ဒီ web 1.0 ပဲရောက်လာအောင်မယ်web 1.0 ရောက်လာတဲ့အချိန်မှာအစင်လာမီဒီယာတွေကလည်းတချို့ကလည်း web 1.0 ပေါ့တက်လာကြမယ်ကျွန်တော်တို့တွေသတင်းဝင်ကြည့်ရဆိုရင်လည်းအဲ့ဒီအစင်လာမီဒီယာတွေရဲ့ website တွေဒါမှမဟုတ်လည်း Yahoo တို့ MSN တို့လိုသတင်းတွေကိုစုစည်းပြီးပြတဲ့ website တွေဖြစ်နေလိမ့်မယ်အဲ့ဒီအချိန်မှာ internet ကိုအခြေခံပြီးတော့အလုပ်လုပ်တဲ့သတင်းမီဒီယာအသစ်တွေလည်းပေါ်လာလိမ့်မယ် web 2.0 ခေတ်ရောက်တဲ့အချိန်မှာလူတွေရောဒီသတင်းမီဒီယာတွေရော web 2.0 ရောက်လာကြလိမ့်မယ်ဒါပေမဲ့ဘာ internet မှမရှိသေးခဲ့တဲ့အချိန်ကရော web 1.0 ရှိနေတဲ့အချိန်မှာရောလူတွေရဲ့ဒီသတင်းမီဒီယာကိုစားသုံးပုံအလေးအကျင့်တွေ brand အစွဲတွေကကျွန်တော် web 2.0 ခေတ်ထိပါလာအောင်မယ်အဲ့လိုအချိန်တွေမှာသာဆိုရင်82နာရီဆိုတဲ့ကိစ္စမျိုးဖြစ်လာတဲ့အချိန်မှာတော့250 60လောက်
ရှင်သန်ကြီးထွားခဲ့ပြီးမီဒီယာတွေကအဲ့ကိစ္စကိုတံပြန်နိုင်မှုကောင်တာလုပ်နိုင်မှုပို့ပြီးတော့အဆင်သင့်ဖြစ်လိမ့်မယ်ဒါမှမဟုတ်လေမီဒီယာတွေရဲ့သတင်းတင်ဆက်မှုအောက်မှာဒီ82နာရီဆိုတာဘယ်သူမှလူအများကြီးမသိလိုက်ဖ ೇನೆ အောက်ကိုမြုပ်သွားတဲ့အတန်လေးစံလည်းဖြစ်မယ်ဒါမှမဟုတ်82နာရီကိစ္စကိုဖြစ်ပေါ်လာသေးတဲ့အကြောင်းရင်းတွေကမဖြစ်လာနိုင်ခဲ့တော့လည်းဖြစ်မယ်အဲ့လောက်သတင်းမီဒီယာထွန်းကားနေတဲ့လူဖွဲ့ပြီးမှဆိုရင်ဒါပေမဲ့လက်တွေ့မှာအဲ့လိုမဖြစ်ခဲ့ဘူးသတင်းမီဒီယာတွေလွတ်ထုတ်ဝင်ရတာ2012ကျမှခင်းချင်းအသစ်မှာသတင်းမီဒီယာတွေအလုပ်လုပ်ဖို့အရှိန်ယူနေတော့နောက်ထပ်2နှစ်လည်းကြာအောင်1500 sim ကတ်တင်နဲ့မြန်မာလူဖွဲ့ပြီးweb 2.0 ကိုရောက်သွားတယ်သတင်းမီဒီယာလုပ်ငန်းတွေအနေနဲ့ကပုံမှန်သတင်းမီဒီယာအလုပ်ကိုဘယ်လိုလုပ်မလဲဆိုတာကိုပါရုန်းကန်ရအောင်လည်းမဟုတ်ဘူးဒီ web 2.0 ကိုခင်းကျင်းမှာပါဘယ်လိုရှင်းတန်းရမလဲဆိုတာသူတို့အတွက်နောက်ထပ်ခေါင်းစားစရာကိစ္စတစ်ခုဖြစ်သွားတယ်လို့ကျွန်တော်ထင်တယ်အဲ့တော့မှတ်မိတာတစ်ခုဆိုရင်အတန်လန်ပေါ့နော်လူတွေပြောကြတဲ့အတန်ပေါ့Facebook ပေါ်မှာလည်းဒါသတင်းတွေဖတ်လို့ရနေရပဲဘာဖြစ်လို့ဒီသတင်းစာတွေဝယ်ဖတ်မလဲဆိုတာပြီးတော့ဒီသတင်း page တွေက Facebook မှာသူတို့သတင်းတွေကိုဒီ headline ခေါင်းစည်းလောက်တင်ပြီးတော့ကျန်တဲ့ဟာကို website ထဲဝင်ဖတ်ခိုင်းလာမျိုးဆိုရင်လူတွေကမကြဘူးအဲ့လိုမျိုးမဖတ်ချင်ကြဘူး comment တွေထဲမှာဆိုရင်ဘယ်လိုမျိုး comment တွေရှိခဲ့လဲဆိုရင်အဲ့သတင်းကိုဝင်ဖတ်ပြီးသတင်းတစ်ပုဒ်လုံး copy paste လုပ်ပြီးတော့သူများတွေဖတ်လို့ရအောင်ဆိုပြီးတော့ comment မှာတင်ပြီးတဲ့ comment တွေပေါ့နော်လူတွေကသတင်းမီဒီယာတွေရဲ့ website တွေကိုဝင်ဖတ်ချင်လို့ဆိုတာလဲသူအကြောင်းနဲ့သူခိုင်လုံမှာပေါ့နော်ဒီ website တွေကဖုန်းကနေဖွင့်ကြည့်ဖို့အတွက် mobile experience အတွက်ကျွန်တော်အကောင်းဆုံးဖြစ်နေတာတော့လကောင်းဒါမှမဟုတ် loading လုပ်တာမှာနှေးရတော့လကောင်း website ပွင့်လာဖို့နှေးရတော့လကောင်းဒါမှမဟုတ် mobile data သုံးရတာပိုများရတော့လကောင်းစသဖြင့်မျိုးရှိမှာပေါ့နော်ဒါပေမဲ့သတင်းမီဒီယာတွေကကြတော့သူတို့ website ကိုဝင်ကြည့်ရင်တော့မှသူတို့ကဒါGoogle AdSense တို့ဘာလို့အနေသူတို့ပြန်ပြီးတော့ဝင်တစ်ခုရအောင်ပဲအခုလူတွေကလည်းသတင်း website ကိုလည်းဝင်မကြည့်တော့ဘူးသူတို့အောက်က comment တွေမှာပဲအဲ့လိုမျိုးသတင်းအပြည့်စုံတင်ပေးထားတဲ့ဟာမျိုးဝင်ဖတ်လိုက်တယ်ဆိုဒါမီဒီယာလောက်လောက်ရတဲ့သူတွေအတွက်လည်းပူခက်ခဲမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလွတ်လပ်ရေးသားလို့ရတဲ့အခင်းကျင်းအသစ်မှာသားကြဖို့ဖွံ့ဖြိုးဖို့လည်းရုန်းကန်နေရပြီးတော့ဒီ web 2.0 အခင်းကျင်းမှာလည်းဘယ်လိုမျိုးစီးပွားရေးအရာပုံမှန်ရက်တီလဲပတ်နေမလဲဆိုတာကိုရုန်းကန်နေရတဲ့အချိန်မှာဒီသတင်းမီဒီယာတွေတိတ်မဖွံ့ဖြိုးခဲ့တာတော့တိတ်မဆန်းပေါ့နော်ကျွန်တော်ထင်တာအဲ့တော့ဒီလိုမျိုးအစင်လာမီဒီယာတွေမဖွံ့ဖြိုးသေးတဲ့အချိန်မှာလူတွေအနေနဲ့ကလည်းပြောစရာကသူတို့ဝင်ပြောလိုက်တာမှပိုပြီးရဲဆိုပြီးတော့လည်းဖြစ်နေမှာပေါ့နော်လူဆိုတော့ဒါကိုသိတာကိုမြင်တာကိုမျက်စိရှိမှရှိနေတာပဲအရင်ဆုံးသတိထားရကြတာပေါ့နော်ဘယ်သူမဆိုကိုရှိမှအဲ့လိုမျိုးအမိမောက်မတဲတာတော့လကောင်းဒါမှမဟုတ်ကိုကဒီလူဖွဲ့စည်းရတဲ့လူတယောက်အနေနဲ့ဝင်ဆွေးနွေးချင်တာရှင်းတော့လကောင်းဆွေးနွေးမှာပဲခုနပြောရတဲ့ဒီလိန်လောက်ကိုတရားဝင်ခွင့်ပြုသင့်မပြုသင့်တို့ညဉ့်ညမ်းစပေကိုတရားဝင်ခွင့်ပြုသင့်မပြုသင့်တို့ဒီလိုကိစ္စမျိုးတွေအားစလူတူတယောက်ချင်းစီရတာသူတို့ဆွေးနွေးကြတာဝင်ဆွေးနွေးပါပဲဒီလိုဝင်ဆွေးနွေးဝင်ပြောရတဲ့တချို့ကကြတော့လေ opinion leader ပြောမလား influencer ပြောမလားပေါ့နော်အဲ့လိုမျိုးနေရာလေးတစ်ခုရလာကြတယ်ဒီ topic နဲ့ပတ်သက်ရင်ပြောရဆိုဝင်ရှိရဲ့သူလိုမျိုးပေါ့နော်သူကဒီကိစ္စမှာတော့သူကနှက်ဆက်တယ်ဆိုတာလိုမျိုးပေါ့ဒီအပြင်လောကကသူ့ရဲ့ဒီအလုပ်တွေးကြုံတော့လကောင်းပညာရေးတို့ဘဝဝန်စားတို့ဘာလို့တော့လကောင်းစသဖြင့်ပေါ့နော်တချို့ကကြတော့လေဒီ topic တစ်ခုတည်းမဟုတ်ဘူးပေါ့နော်အကြောင်းအရာအစုံပါဒါဝင်ပြီးတော့ဆွေးနွေးတဲ့သူပြောတဲ့သူဖြစ်လာတယ်ပေါ့အဲ့ရနေမှဆရာကြီးတွေဖြစ်လာတယ်ပေါ့နော်ဒါလည်းမြန်မာပြည်မှာအမှားတော့မဟုတ်ပါဘူးတကွာလုံးမှာလည်းဒီလိုပါပဲ web 2.0 ဝယ်ဂျေဇူးနဲ့ဆရာကြီးဖြစ်တယ်ဆိုရင်ဆရာလုပ်တယ်ဆိုတာဒါကောင်းတာလည်းရှိရမကောင်းတာလည်းရှိရပေါ့ကောင်းတယ်ဆိုတာတော့ဒါဒီလိုဆွေးနွေးညှင်းခုန်ပြောဆိုရင်လည်းပဲအရွေးဆိုတာဖြစ်လာတာပေါ့ဟိုအရင်ခေတ်က atom တလုံးရဲ့ဖွဲ့စည်းပုံဘယ်လိုလဲဆိုတာကိုဒါသိပ္ပံလိုက်စားတဲ့သူတွေကဟို theory တစ်ခုထုတ်ဖော်တင်ပြခဲ့ကြတယ်ပေါ့နော်လူတယောက်က theory တစ်ခုထုတ်ဖော်မယ်ဒါပေမဲ့နောက်လူတယောက်ကလည်း
ပထမ theory ရဲ့အပြစ်အနာအဆာကိုဆွေးနွေးနေပိုပြီးတော့ခိုင်လုံတယ်လို့ထင်ရတဲ့ theory တစ်ခုကိုတင်ဆက်မယ်ဒီလိုမျိုးပြောရင်းဆိုရင်လည်းပဲ atom ဆိုတာဘာလဲဆိုရင်ကျွန်တော်သိလာကြတာပေါ့ကဘာနေကိုပတ်နေရလားနေကကဘာကိုပတ်နေရလားဆိုတဲ့ကိစ္စမျိုးတွေအဲ့လိုပဲပေါ့နော်လူသားသမိုင်းမှာလူမျိုးဆွေးနွေးညှင်းခုံမှုတွေတစ်ခုလုံနေတယ်ပဲကျွန်တော်ကပိုပြီးသိလာဒါမျိုးကကြာကောင်းလာပေါ့နော်ဆရာလုပ်တယ်ဆရာကြီးလုပ်တယ်ဆိုတာကောင်းခြင်းတွေပေါ့မကောင်းဘူးဆိုတာကြောင့်လည်းတစ်ခါလေကြာလူတွေနဲ့ဝေဝါးဖြစ်စေရပေါ့ဘာလို့မှမသိဘူးတစ်ခါလေလမ်းလွဲတွေနောက်လိုက်သွားမိတယ်ဟိုမှာကိုဗစ်တုန်းကဒီတမရွက်တောက်ပါတယ်ဆိုတဲ့ကိစ္စလိုမျိုး82နာရီချင်းလိုမျိုးကိစ္စတွေရောပဲဆရာကြီးလောက်တာဆရာကြီးရှိနေတာကောင်းတယ်လို့တော့ကျွန်တော်မြင်တယ်ဟိုဒါမှလည်းလူဖွဲ့စည်းတစ်ခုဆိုတာအရွေးရှိမှာပေါ့နော်အခုဒီဗီဒီယိုဆိုလဲဒါဆရာကြီးလုံးလေးတစ်မျိုးပဲကျွန်တော်ပြန်ပြီးဆရာကြီးလုံးမဲ့သူတွေလည်းရှိလာလိမ့်မယ်1500 sim card လာမရှိခဲ့အင်တာနက်ပေါ်မှာ Facebook မှာလူပိုတန့်သွားမယ်လို့တော်သားရင်နေသွားမယ်ဆိုတော့အဲ့ဒါတော့ကျွန်တော်လက်မခံဘူးပေါ့နော်လူတိုင်းကတော့ဒီဒုက္ခဒုက္ခမှာရှိနေတဲ့ဤပညာကိုသုံးဆွဲဖို့ရာယူဖို့လလန်းမိဖို့ထိုက်တန်တယ်ဒီဤပညာတွေဖွံ့ဖြိုးမှုတွေကအားလုံးလွယ်လွယ်ကူသုံးဆွဲလို့ရတဲ့အရာတွေဖြစ်တယ်အစင်လာမီဒီယာတွေကိုတွားနေသူဖွံ့ဖြိုးပြီးမှဒီ1500 sim card တွေဟိုရောင်းပေးတဲ့ web 2.0 ကိုအကောင့်ထဲပေါ်နေတဲ့ဆိုတာမျိုးဆိုလဲကျွန်တော်လည်းမခံဘူးပေါ့နော်။ဘာလို့ဆိုတော့အဲ့လိုမျိုးဖျားသခင်လောက်တန်းကစားရဲဆိုတာပူပြီးတော့အနေများရတယ်ပေါ့။ပြီးတော့မင်းကဖျားသခင်လောက်အောင်မင်းကဘာမို့လို့လဲဆိုရယ်မေးသွားအမြဲရှိကျွန်တော်မျက်စိရှိမှာမှန်နေဘူးလို့မှားနေရလို့ထင်တဲ့ကိစ္စမျိုးတွေဝင်ဆရာလုံးနဲ့ပဲပိုကောင်းတဲ့လူဖွဲ့စည်းတစ်ခုကျွန်တော်တို့ကတည်ဆောက်အောင်ပါဒီနေရာမှာဟစ်တလာလိုဆရာကြီးတွေလည်းထပ်ရှိလာနိုင်တယ်ဟစ်တလာလိုဆရာကြီးတွေရဲ့စကားသံကိုယုံမိသွားတဲ့လူမျိုးတွေလည်းရှိလာနိုင်တယ်လို့အကောင်းဆိုတော့အမြင်နဲ့ရှိနေမှာဒါပေမဲ့ဒါပဲကျွန်တော်တို့ရဲ့လက်တွေ့ဘဝပါပဲလက်တွေ့ဘဝတနည်းမဟုတ်တနည်းတော့ဒါစိတ်ပြန်ပြတ်ချင်တဲ့အလေးပါနေတာပေါ့ဒီနေ့လက်ဖက်ဆိုင်ထိုင်တာတော့ဒီလောက်ပါပဲသွားလိုက်ပါအောင်